လွန်ထက်နေအောင်တွေးထားတဲ့တန်အလွန်ကောင်းတာနဲ့လှုပ်ထားတဲ့တန်လေသားတစ်ချောင်းအဲ့ဒီတန်လေသားကြီးကိုတစုံတစ်ယောက်ကဟောဒီတန်လျက်ကိုငါတရက်6လေးကိုချိုးသလိုမျိုးချိုးပြစ်မယ်စက်ကူကိုလုံးချီသလိုမျိုးလုံးချီပြစ်မယ်လို့ကြံစီစဉ်းစားပြီးတော့အဲ့ဒီတန်လျက်ကိုလုံးချီဖို့ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီတန်လျက်ကဘာမှဖြစ်သွားမှာမဟုတ်အဲ့ဒီလိုကြိုးစားတဲ့ပုံကိုရဲ့လက်တည်တာနဲ့အပိုင်းပိုင်းပြတ်သွားမယ်တတိတုတ်တန်ဆိုဟောတာရှိအဲ့လိုမြစ်တာအရန်အားကြီးတဲ့ပုံကိုနှိပ်စက်ဖို့ဆင်းရဲအောင်လုပ်ဖို့ကြံစီစဉ်းစားတဲ့ပုံကိုတွေကသူတို့တည်တာနဲ့ဒုက္ခရောက်သွားတဲ့အကြောင်းရှိနေတဲ့အဲ့လိုပြောလိုက်တော့ယုတ်တည်းရဲ့မေတ္တာတရားကတန်ပြန်သူများကိုဖြစ်စေသလားလို့အဲ့လိုတော့မစင်စားသင့်ဘူးအမေတ္တာတရားကြောင့်သူအဲ့လိုဒုက္ခရောက်သွားတာမဟုတ်မဖြစ်မှန်းတဲ့နဲ့မလုပ်တဲ့နဲ့မဖြစ်တဲ့ကိစ္စကိုလုပ်လို့သူစေတနာကသာလည်းသူ့ကိုအကျိုးပေးသွားတာလို့နားလည်ရမှာအဲ့ဒါမျိုးဆိုဘုရားဟောတာလား